ကဲအဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့နည်းမင်းနိုင်ကြည့်မှာနော် gift မှာဘာပေါက်မလဲအိုးအဲ့ရှစ်ဒီအိုးရအဲ့ဘာကြီးလဲရရှေ့ရ secret ကြီးဟယ်လိုကိုလူအောင်မင်္ဂလာပါဒီနေ့မှာကျွန်တော် Roblox တွေက Kate Brain ရဲ့ game လေးကိုဆွပြပေးသွားမှာဖြစ်ပါတယ် view လေးမစခင်မှာ channel လေးကို like and subscribe လုပ်သွားပြီးတောင်းဆိုချင်ပါတယ် okay ဒီကျွန်တော်တို့ဒီမှာ okay perfect ဖြစ်သွားပြီဆိုကန်ပြီ share တီးမယ် brain ကို share တီးပြီးတော့ကန်ထုတ်မယ်အေး shit ဟေ့ brain ကိုကြားတယ်ဇောက်ထိုးကြီးအဲ okay ဟိုကောင်အိတ်နေဆိုတော့ဒါအခွင့်ရေးပဲအခွင့်ရေးပဲဘာ brain ကိုရလဲဟာဒီမှာဝက်ရပြီ okay ပြီးရရောင် oh shit ကန်ကောင်းနေရအစာပိုင်းဆိုတော့လွယ်ကူနေနော် okay ဒီမှာပဲထားလိုက်မယ်okay အဆင်ပြေအဲ gift ကဘာရမလဲမသိဘူး okay ဘာ brain ကိုရမယ်မသိဘူးရအောင်ကြီးဘာ brain ကိုရမလဲဘာ brain ကို oh shit အားရဘာလဲရတွေ့ပြီးတော့ပြီးရတယ်လေအောင်ရေးအဲ့လိုရပြောမကောင်းတော့ okay ကဲအဲ့ဒါဆိုကျွန်တော်ဒီမှာတော့ဝေတုံးကတိတ်ရမရှိသေးဘူးပတ်စံမရှိသေးတော့လည်းလေ့ကျင့်ရမှာ okay လေ့ကျင့်မှုရဆိုတော့ကျွန်တော်ကန်ရရှက်တီးမယ်ဒါနဲ့ကိုလိုအားမရှော့ကိုတီးပြီးကြပြီလားဗျအားမမှာဆိုရင်1 robot ကိုမှ25ချက်တာကြတဲ့မှာဖြစ်ပြီးတော့ block fruit game back ဆိုရင်လည်း1 robot ကိုမှ20ချက်တာကြတဲ့မှာပါနေ့စဉ်နေ့လည်းအားမမှာ robot 9000ကျော် giveaway ပေးနေတာဖြစ်လို့အခုပြထားတဲ့အားမရဲ့ Telegram channel လေးကိုလည်း join လာကြဖို့တောင်းဆိုချင်ပါတယ် join ရမယ့် link ကိုလည်းကျွန်တော် video ရဲ့ description နဲ့ pin comment မှာထည့်ပေးထားပါမယ်ဘင်းကို share ကန်ထုတ်လိုက်မယ်ရှုပ်တယ်အော်ရှေ့အောင်ရေကဲဒီမှာတော့ okay ဒီမှာရေးအောင်ရေးဒိုင်းမုံဘင်းကိုရှေ့ okay ရပါပြီဒိုင်းမုံဒီကပို့ပြီးတော့ပတ်စံထုတ်တယ်29ချက်ဆိုတော့ရှေ့အဲ့လောက်လည်းမဟုတ်ဘူးက okay အဲ့ဒါကျွန်တော် kit power ပို့ချအောင်နည်း weight 3လေးပါရဝဲရမယ်ဒီကတော့ဘာကာ weight 3ကျွန်တော်ဝဲလိုက်တယ် A few moments later okay အခုကစပြီကျွန်တော်တော်တော်ကြီးကျန်းနေပြီနော် kit power လည်းကျန်းနေပြီတော်တော်ကြီးတော့အဆင်ပြေနေပြီ okay ဒီကောင်မဲ့ကန်မထပ်ပြီးတော့ let's go ရှေ့အဲ့ EBD ရောက်သွားတယ်ရှေ့ okay ကဲအဲ့ဒါဆိုရင်ဘာပို့ပြီးဈေးများရှာလီဝီလာမရှိ okay လီဝီလာခိုးရမယ်ရောက်လိုက်လာရောက်ရင်နောက်မှာ67လိုက်လာရှေ့နောက်လိုက်လာ okay ရပါပြီကဲကျွန်တော်လီဝီလာ9ကျွန်တော်ထုတ်တယ်ရှေ့မိုက်တယ် EBD က9ကျွန်တော်ထုတ်တာလေရောက်ရေး okay ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဝေတုံးထက်ဝယ်ရမယ်ဒီကောင်ကပါဝါ150ပါတစ်ချက်ကို150ပေါ့နော်တစ်ချက်ကို150ထွက်တယ်ပြီးတော့ကျွန်တော်ဒီမှာပြီးကိုလည်းနည်းနည်း level မြင့်လိုက်တယ်ဗျာတက်မှာ okay နည်းနည်း train ပြီးတော့ကျွန်တော်ထက်ကန်ရမယ် okay ကန်လို့ရပြီဆိုတော့ကဲဒီကကျွန်တော် brain ကတက်ကိုကန်ပါဗျာတက်မလား great တယ် okay great ဆိုတာကောင်းတဲ့လက္ခဏာပဲရှိသေးဗျာတက်မလားလုံး perfect မဟုတ်သေးဘူး okay ကဲ EBB ရအောင်ရေး EBB okay နည်းနည်းဈေးကြီးတဲ့ဟာတွေပါလေမရှိဘူးလားမသိဘူးရှာဖွေဟာရဒီမှာ rainbow တော့တွေ့ rainbow ကတက်ပြီးဈေးမရှိဒီမှာဈေးကွက်ကရောက် share 900ကျွန်တော်ဈေးကွက်900ကျွန်တော်ရောက်စစ်ပဲလိုက်လာနောက်ကရှစ် okay ကျွန်တော်ဈေးကွက်ရပါပြီဈေးကွက် okay အဲ့ဒါဆိုဒီဈေးကွက် brain ကိုကျွန်တော် level တင်လိုက်မယ်ဗျာသိမလားပတ်စံရှိသလောက်တင်လိုက်မယ်ဆိုတော့ဒီကောင်ပတ်စံဘယ်လောက်ထုတ်နိုင်မလဲတော့မသိဘူး okay အဲ့ဒါဆိုနောက်တစ်ကောင်ထက်ကန်မယ်လား brain ကိုချပြီးဒီကောင်နည်းနည်းကြီးရဒီကောင်ပိုကန်လို့ကောင်းတယ်နည်းနည်းကြီးတော့စောက်ကောက်ပြက်ကန်တယ်ယော okay EBB okay ကဲဒီကတော့ဘယ် EBB ရှိမလဲကွာနည်းနည်းဈေးများတယ်အော်ဒီမှာ800ကျွန်တော်ရောက်ခုနထထောင်ကျန်းသေးတယ်ဘာနာနီတာဒိုဗနီတာလားမသိဘူးအောင်ရေးရှေ့လိုက်လာစစ်စစ်ပဲလိုက်လာတယ် okay ကဲကျွန်တော်ဘာနာနီတာဒိုဗနီတာရပါပြီ okay ဒီမှာပဲထားလိုက်မယ်နေရာရဲ့များနေရနေရာရဲ့ဒီမှာပဲထားရတော့မယ် okay ဒီကောင်ကလည်း level တစ်ခါလေးမြင့်ရတယ်မရှုပ်လို့ okay ဒီကောင်တော့ပတ်စံ3000ကျော်ပဲထုတ်တာ okay ဒီမှာကျွန်တော်လူတွေကကျွန်တော် rebel လုပ်လေbrain rot တွေပြောင်းသွားတာပါเนาะ okay အဲ့ဒါဆိုကျွန်တော် speed ကတော့ပတ်စံရှိသလောက်အကုန်တင်ထားလိုက်မယ်ဗျာကဲနည်းနည်းထပ် train ပြီးတော့ကန်ကြည့်ရမယ်ဒီက brain rot share လေးရအောင် okay ကိကဘာပေါက်မလဲရှေးဘုံနဲ့ကအမလာဘူးလေအောင်ရေးရာကြီးပေါက်တယ် okay နောက်တစ်ခေါက်ထပ်ကန်မယ်ကဲဒီက brain rot မျက်နှာတဲပြီးတော့ကန်မှာကွာကဲဒီက brain rot ကောင်းလေးရကွာဟဲ့ legendary ပြောင်းသွားပြီ legendary နင်ကလေ့ကျင့်တာလွန်က legendary ရသွားတယ်အောင်ရေး okay legendary မှာရ legendary ပါလီနာကာပူချီနာဟဲ့ 2.83k တောင်ထုတ်လာအောင်ရေးပါလီနာကာပူချီနာ legendary okay ကိုလို legendary ကကျွန်တော်အများကြီးပဲစုမိနေပြီเนาะ share level တင်လိုက်မယ်ဗျာ level 7တင်အဲ့ please brain wall တဲ့လာတောင်းနေအောင်ရေး brain wall okay ကဲဒီကလည်း brain wall မျက်နှာကိုတက်ကန်လိုက်မယ်ကွာဒီကတော့ legendary ဖြစ်သွားကျွန်တော် event မဟုတ်တော့ဘူးเนาะ event ကတော့လည်းဈေးအသိမ့်မထုတ်ဘူး legendary ကပို့ပြီးထုတ်တယ် okay ကဲငကားကြီးကအိတ်နေအောင်ရေးရှေ့သေးနေ okay မရပြီ blueberry နီးပါလေ octopusini လားပါလားမသိအောင်ရေးလိုက်လာငကားကြီးကလိုက်လာအဝေးကြီးပဲအောင် okay ကဲရပါပြီ
blueberry နဲ့ octopus နီးရသွားပြီဆိုတော့ကျွန်တော်ဒီကောင်အပေါ်မှာပဲထားလိုက်မယ်ဒီကောင်ပတ်စံပို့ထုတ်လေဗျာတဲ့မလား okay ဒီကောင် level ကို share တင်သွားရပါတော့ဒီကောင်ပတ်စံအများကြီးထုတ်တာဆိုတော့အများကြီးတင်သွားရအောင်တဲ့မလား B ကိုလည်းကျွန်တော်နေရာပိုရအောင်တင်လာလိုက်တယ် level ဒီကောင်ပတ်စံကတော့အများကြီးထုတ်1 million ကျွန်တော်ထုတ်ပါတယ်ဗျာတဲ့မလား okay perfect ဖြစ်သွားပြီရော perfect ဖြစ်သွားပြီ okay nice ဒါပဲရောက်တော့မယ် okay legendary ပဲရပြီကဲပတ်စံအများဆုံးထုတ်မဲ့ကောင် trawler လေးသား trawler ဘာလဲ trawler လည်းမဟုတ် trawler လေးတူတဲ့ okay ကဲ trawler လေးတူရပါပြီဗောနော် okay ကဲအဲ့ဒါဆိုရင် trawler လေးတူလည်းကျွန်တော် level မြင့်လာလိုက်မယ်ဒီကောင်လည်း share မြင့်လာတယ်ဗျာတဲ့မလားပြီးတော့ never train ပြီးတော့ထက်ကန့်မယ်ဗျာရှုပ်တယ်ထက်ကန့်မယ်ကဲဒီကတိတ်ပြီးတော့မရောက်လာ buffer တော့မဖြစ်လာဘူး okay buffer မဖြစ်လဲအဆင်ပြေပါတယ်ကဲဘာ legendary ပဲဟောင်း okay legendary ပဲဆို legendary ပဲပေါ့ကဲ legendary ပို့ဒီမှာ trawler လေးတို့ရှိတယ် trawler လေးတို့ share ကြီးအောင်ဒီကပို့ပြီးနည်းနည်းဈေးများရ trawler လေးတို့က okay trawler လေးတို့ရပြီကဲအဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့မင်းနိုင်ကြည့်မှာနော် gift မှာဘာပေါက်မလဲအိုးရှစ်ကြီးအိုးရဘာကြီးလဲရရှေ့ဟေးရ secret ကြီးဟေးအောင် secret ကြီးကိုလူ show လိုက်အောင် secret ကြီးနော် secret ကြီးရပါတယ်ရအောင်ရေး share secret share ရပါလား okay ထက်ကန့်မယ်ကွာ secret ရပါတယ်ဆိုတော့အဆင်ပြေသွားပြီတဲ့ body ဖြစ်သွားပြီ secret ရပါတယ်ဆိုတော့ okay ဒီကားကလေးချက်မို့တော့ matic ဖြစ်သွားပြီ matic ဖြစ်သွားပြီ oh shit matic ဖြစ်သွားပြီဆိုတော့ oh shit ရှေ့ဒီမှာရ level ကိုကြီး level ကိုကြီး shit level ဟေးအောင်ရေး2000ကျော်ထုတ်တာနော် matic က2000ကျော်ရ secret ကပို့ပြီးတော့ထုတ်နိုင်တာ share ပဲ okay ကိုလူအဲ့ဒါဆိုကျွန်တော် view လေးကကြာနေပြီဆိုတော့ဒီနေ့ view လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်ဗျ view လေးကိုအဆုံးကြည့်ရှုပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် view လေးကြိုက်နေတဲ့ like and subscribe ဆိုပေးသွားနိုင်ပါတယ်ဗျအားလုံးပဲတတာ